တကယ်လို့ဒီပွဲကြီးကမှုံစားမယ်ဆိုဘာမှုံစားမလဲနေဘာမှုံစားမလဲဘာမှုံစားမလဲဘာမှုံစားမလဲကြောလုံးဟမ်ကွန်းတော့ရဲ့ကြောလုံးရဲ့တောင်းရရတယ်ဟောလို့လောက်ထားရမလားဟုတ်လောက်ထားတကယ်လောက်ထားရနော်တကယ်လောက်ထားရနော်ပြတကယ်ကိုပြနေဟိုမှာလိုင်းမကောင်းလားမသိဘူးဟောရဘာဖြစ်ယူကိုကြီးလေးဘောပါယူလိုက်နော်ကိုဘယ်မှာစက်တည်းอ่ะအဲမုတ်တင်းနဲ့တစ်တော့မှာခဏခဏတက်တာပန်းမိန်လမ်းမှာတော့ပန်းမိန်လမ်းမှာဟောပန်းမိန်လမ်းမှာဟောโอเคပန်းမိန်လမ်းပွဲစီရောနောက်တော့ဆောင်းလိုက်ပါနှခမ်းနေရှိမှာ နှခမ်းနေစီပါမြတ်တော့ ဘာမှမလိမ့်နိုင်တော့မှလို့နှခမ်းနေဆိုလိုက်တာနဲ့လိမ့်ထားတယ်လို့ပြည့်စုံပါပြည့်စုံဩအဲ့လိုကြည့်ပါ ပိန်းရချင်း တင်မယ်နော်တင်လို့ရရမလားရပါတယ်ဆိုဘာမှစားမလဲကောင်မလေးကဘာမှစားမဲ့ထင်တယ်ကိုပါပေါ့ကင်တုံလေးပါလေကင်တုံလေးပါလေအဲ့ဆိုကင်တုံလေးပါလေတော့ဝယ်အောင်ချင်းပါစမ်းတော့လားလောက်ပါဦးဒီတိုင်းပလေးတော့မပေးလိုက်ပါနဲ့โอเค